သူမရဲ့တက်ကခုဆိုရင်109နှစ်ရှိပါပြီ။စပင်တွေအားလုံးဖြူဖွေးသွားပြီးဖြစ်ပေမဲ့သူမဟာအချစ်ရေပေါင်း35ချိန်ထက်မကရှိခဲ့သူပါ။အသက်အရွယ်ကြီးရင်ပေမဲ့လူငယ်တယောက်လိုလန်းဆန်းတက်ကြွတဲ့ခန်းစားချက်ကိုရဖို့အတွက်အပတ်တိုင်းကလပ်တွေနဲ့ကခုံတဲ့နေရာကိုသွားလေးရှိပါတယ်။သူမရဲ့နာမည်ကတော့ကိုလင်းဟိုက်ဒမန်ဖြစ်ပါတယ်။ကမ္ဘာအသက်ကြီးဆုံး fashion ဘယင်မကြီးလို့လည်းနာမည်ကျော်ကြားပါတယ်။လူအများစုအတွက်ကတော့အသက်100ပြည့်ပြီဆိုတာနဲ့ WeChat ပေါ်မှာဒါမှမဟုတ်အိယာပေါ်မှာပဲအချိန်ကုန်ရတော့မယ်လို့ထင်ကြတာပါ။ဒါပေမဲ့သူမအတွက်ကတော့လုံးဝဆန့်ကျင်ဘက်ပါပဲ။သူမဟာနေ့တိုင်းဘိုင်းအောင်လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်တယ်လို့သူမရဲ့ရုပ်ရည်အတွင်ပြင်ကိုလည်းအမြဲတမ်းအသေးစိတ်ယူဆိုင်ပါတယ်။မိတ်ကပ်လိန်ချပြီးသွားတဲ့အခါမှာတော့သူမဟာအသက်18နှစ်အရွယ်မိန်းကလေးတစ်ယောက်ထက်တောင်ပိုပြီးလှပနေတတ်ပါတယ်။ချမ်းသာတဲ့အမျိုးသားပေါင်းများစွာကသူမကိုလိုက်ခဲ့ကြပေမဲ့သူမဟာတခါမှအိမ်တော်မပြုတ်ခဲ့ပါဘူး။သူမဟာဒိတ်တာကိုပဲနေတက်ပြီးဘသူရဲ့ချုပ်ကင်မှုလက်အောက်မှာမနေခဲ့ပါဘူး။သူမမှာရီစားပေါင်း90ကျော်ရှိခဲ့ပြီးအခုလက်ရှိသူမရဲ့ရီစားဆိုရင်သူမထက်အသက်80ကျော်တောင်ခဲ့ပါသေးတယ်။ဘဝတစ်လျှောက်လုံးလူပြိုကြီးအပြိုကြီးဘဝနဲ့နေထိုင်ရင်လီယန်နဲ့ချီတဲ့ပိုင်ဆိုင်မှုတွေကိုလည်းပိုင်ဆိုင်ထားသူပါ။သူမဝတ်ဆင်သမျှအဝတ်စားတွေကတကယ်ကိုတမိုးကြီးအမတ်တစိတ်တွေဖြစ်ပြီးအသက်100ကျော်အထိတောင်းမြဖက်နဲ့စီးပြီး runway ပေါ်မှာလမ်းလျှောက်နိုင်ဆဲဖြစ်ပါတယ်။သူမရဲ့ဘဝကကျမတို့ကိုဗာတင်ငန်းစာပေးလဲဆိုရင်တက်ရွယ်ဆိုတာအဆင်ပြေပေးစရာမဟုတ်ဘူးဆိုတာပါပဲ။ဒီကချက်ကတော့ကိုဘွားကိုကိုဖြစ်ချင်တဲ့အတိုင်းစစ်စစ်မှန်မှန်ရှင်တန်ဖို့ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုရှိဖို့ပါပဲ။ကဲတင်ကောအသက်109နှစ်မှာဒီလိုမျိုးလန်းလန်းဆန်းဆန်းနေနိုင်ဦးမယ်လို့ထင်လား။